အောင်လေမင်းကဘာလို့ထိုးရလဲမင်းရောင်မင်းသိရနော်မင်းကဘာလို့စိတ်ထားလဲဆိုတာမင်းအသိဆုံးနော်ဒီအကြောင်းတွေကိုမင်းကသိနေပြီဆိုမှတော့ငါမဖုံးကွယ်တော့ပါဘူးဟုတ်တယ်ငါမင်းကိုတိုင်ရုံးနေရှိနေပြီအမှန်တိုင်းဝင်ခံရရင်ငါမင်းချစ်မိဟဲ့မင်းနဲ့ငါနဲ့တငယ်ချင်းတွေနော်ပြီးတော့မင်းနဲ့ငါနဲ့ယောက်ျားချင်းတွေနော်ဟဲ့မင်းဒီစကားတွေကိုဒီမှာဆက်ပြောနေမယ်ဆိုရင်မင်းကငါတငယ်ချင်းစင်ရငါထုတ်ဝယ်ရတယ်အခုကျွန်တော်အသေးခွဲချင်းတစ်ပုတ်လောက်ပြီးပြီပါလားနေပါဦးမင်းမရေးသားရှိတယ်ငါတကားမကြောက်ဘူးပေါ့ဗာလဲငါမလာတဲ့တော်တင်မှာမင်းကရေးသားမှရနေပြီလားအကိုကလည်းဗျာတီးပြီမှလားမတီးပြီလားမတီးပြီနဲ့ကျွန်တော်သွားတော့မယ်ငါတီးပြီငါမေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါမင်းတွေ့တော့ကောင်းဆုံးဖြစ်မယ်ခဲငါတွေ့တော့ဆုံးရှုံးလိုက်ရခြင်းပါရင်နဲ့ရှိသမျှပေးဆက်ခဲ့တယ်ငါစွမ်းရှိသလောက်ချစ်ပြခဲ့တယ်ဇလန်းဆုံးတော့ငါတယောက်ထဲပါပဲညိုနေခြင်းများမထားပေမဲ့ပြန်ဆုံးခွင့်တို့ရချင်ခဲ့မင်းမျိုးလင်းတော့ဘဝလေးတဲ့မှာအစဉ်ပြေနိုင်ပါသေးဒီနေရာဘဝမှာပြောပါတော့ကွာငါမင်းတို့စုရတောင်းတယ်နေရာကွေးမှာပြန်ဆုံးတဲ့ခါရင်တိုင်းပဲနေရဘွားမှာပြောပါတော့ကွာငါမင်းတို့စုရတောင်းနေနေရကွေးမှာပြန်ဆုံးတဲ့ခါရင်တိုင်းပဲနေငါကိုခေါ်ပါပြောမှနှုတ်ဆက်ပါဟဲ့ကဘာဖြစ်လဲအေးနင်းလည်းအောင်လေးနဲ့อ่ะဖြစ်သူဖြစ်နေကြပြီလား